ဒီနေ့မျှဝေပေးမယ့်သင်ခန်းစာလေးကတော့ control ရဲ့ T ရဲ့ဖြစ်ပါတယ် control ရဲ့ T ရဲ့အသုံးပြုပြီးတော့ table တစ်ခုကိုဖန်တီးလို့ရပါတယ်ဆိုရင် table control ရဲ့ T ကိုတွဲနှိပ်လိုက်တာနဲ့ create table ဆိုပြီးတော့ကြာလာတယ် create table မှာ my table header ကိုမှန်ချစ်ပြီးတဲ့အခါမှာ okay ပေးလိုက်တာနဲ့ table လေးတစ်ခုအလွယ်တကူဖန်တီးလို့ရပါတယ်table ကနေမှPivot table design တွေကနေမှကိုကြိုက်တဲ့ design ကိုကြိုက်နေတဲ့ design ကိုပြောင်းလဲပြီးတော့အသုံးပြုလို့ရပါတယ်table design တွေမှာ insert slicer လေးကိုလည်းအသုံးပြုလို့ရပါတယ် insert slicer လေးကိုနှိပ်လိုက်တာနဲ့ product ကိုကြိုက်နေတဲ့ product ကိုရွေးလိုက်တာနဲ့ product ဒီမှာ5မျိုးရှိရင်5မျိုး product လေးကြာလာတယ်product ကိုမှဒီမှာ product ကဒီ column လိုက်မလို့ခြင်းဘူး column လိုက်လိုချင်နေဆိုလဲဒီရဲ့ column လေးမှာ5ခုရှိတဲ့အတွက် file လို့ရိုက်လိုက်တာနဲ့ဒီမေ column ကပြောင်းသွားတယ်ဒီ slicer လေးက column တွေပြောင်းသွားအောင်မှာcolumn ပြောင်းသွားတဲ့အခါမှာဒီမှာ apple ကိုနှိပ်လိုက်တာနဲ့ဒီမှာ apple ဆိုပြီးတော့ကြာလာတယ် avocado လို့နှိပ်လိုက်တာနဲ့ avocado ဆိုပြီးတော့ကြာလာပါတယ်အဲ့လိုလေးအလွယ်တကူ insert slicer လေးကိုအသုံးပြုလို့ရပါတယ်